comparable မဟုတ်ဘူး comparable comparable မဟုတ်ဘူး comparable common ဆိုတော့ stress mistakes တွေကနေဒီတစ်ခုကတော့နည်းနည်းအဆင်ပြေတော့ပေါ့နော်ကျွန်တော်ကပြောတက်လုံးပြောနေတာတိလာတာဆိုတော့၄နှစ်လောက်ပဲရှိသေးတယ်ပေါ့နော်အဲကြောင့်သူရဲ့ verb ကကျတော့ compare to ဆိုတော့ရှိတယ်အဲ့ဒီကနေ second ဆိုတော့ကို stress တယ် compare ပေါ့နော်ဒါပေမဲ့ adjective ဖြစ်လာတဲ့အချိန်မှာကျတော့ငါတို့ကကျတော့ပေါ့နော် comparable ပဲပြောတာတကယ်တမ်းသူရဲ့အစစ်မှန်က com ကိုသွားပြီး stress တာ first syllable ကို stress တာအဲဒါ comparable ထဲမှာသူမှာ fourth syllable ရှိပြီးတော့ပထမ first syllable ကိုပဲ stress တာ comparable ပေါ့နော်အဲဒါ the two products are comparable in quality and price the two products are comparable in quality and price ပေါ့နော် comparable comparable မဟုတ်ဘူး